အဲ့မှာတခုပြောစရာရှိတာကျွန်တော်တို့တော့မားခဲ့တဲ့အမားပဲအဲ့ဒါဘာလဲဆိုတော့အဲ့နေပါအာလူဖုတ်ပါနော်ဆိုတော့အားလုံးပဲမြင်လာပါဒီဘေးမှာရောက်နေတာဒါဗလာကြီးလို့ခေါ်တယ်ဗောနော်သူ့ကိုတော့သူကလွင်မှုအောင်ဆိုတော့ဒီ MNGD တင်တန်းသားတွေကပဲပြောရလို့ရှိရင်တော့စီနီယာရောင်ပါရောင်ပေါ့ကိုမရောက်ဒီမရောက်ဟုတ်ပြီအဲ့တော့အခုကဘယ်မှာလောက်နေအခုကစမာနီယာမှာရန်ကုန်မားကတ်ဘာလို့อ่ะဒီကအဓိကကဒီသူတို့ကဗာလဲ fancy ဆိုတော့ photo retouch နည်းနည်းပါးနဲ့ဒီအဲ့ photo ပေါ်မှာ logo ထည့်ထားလိုက်နည်းနည်းပါးထည့်အဲ့လောက်ပဲတကယ်လို့ promotion တွေဘာတွေရှိရဲဘာညာဆိုလို့ရှိရင်တော့ဒီ printing နဲ့ပတ်သက်တဲ့ design တွေလုပ်ပေးရတယ်ပေါ့ printing process လေးလုပ်ပေးရ printing design ကြတော့ဘာတွေများစွာဖြစ်လို့อ่ะဘာတွေအများဆုံးအဖြစ်လုပ်ရလဲဆိုရင်ဗနိုင်လုပ်ရတယ်ပြီးရင်လို့ဒီဘယ်လိုမျိုးခေါ်မလဲအဲ့ဒါလေးကိုကြတော့ကျွန်တော်တို့ဒီ promotion တွေဘာရှိရဆိုရင်ဒီအပေါ်မှာလိုမျိုး bind to get one တို့ဘာလို့လိုမျိုးလေးဆွဲထားတဲ့ဟာလေးပါ PVC ဟွာလေးနဲ့ထုတ်တာပေါ့ BOSM တွေပေါ့ဟုတ်တယ်အဲ့လိုမျိုးလေးအဲ့တော့နေတာဘယ်မှာနေတာကြောင်မြောင်းမှာကားကြတော့ကားတစ်စင်ပဲစီတစ်စင်ပဲရောက်တယ်နော်တစ်စင်ပဲရောက်အဆောင်နေအဲ့တော့ထားပါတော့တကယ်လို့မင်းကလုပ်ငန်းဝင်ထဲမှာကွာကိုကစီနီယာဖြစ်ပြီစီနီယာတယောက်ဖြစ်ပြီဆိုရင်နောက်မှဝင်လာမယ့်ဂျူနီယာကိုလက်အောက်မှာရှိမယ်ဆိုရင်အဲ့ဂျူနီယာကိုဘာတွေတင်ပေးမယ်စေကူလဲဘာတွေတင်ပေးပြစ်မလဲဘာတွေတင်ပေးပြစ်မလဲဆိုရင်ဟိုဒီတိုင်းကြီးတော့ကျွန်တော်သွားပြီးတော့အဲ့လိုမျိုးတော့သူတို့တိုက်ရိုက်ကြီးတော့အဲ့လိုမျိုးတင်ပေးမှာမဟုတ်ဘာလို့ဆိုတချို့ဂျူနီယာတွေရှိရကျွန်တော်တွေးခဲ့ဘူးကြုံခဲ့ဘူးတယ်ပေါ့နော်အဲ့လိုမျိုးပြောပြရင်မကြိုက်တာမျိုးတို့ဟိုဘယ်လိုမျိုး respect မရှိတာမျိုးပေါ့အဲ့လိုမျိုးကြုံခဲ့ဘူးဟိုသူကဘာမလုပ်လဲဆိုတဲ့အထာမျိုးတွေပေါ့အဲ့လိုမျိုးဂျူနီယာတွေလည်းကြုံခဲ့ဘူးရဆိုတော့ကျွန်တော်အနေနဲ့သူတို့သွားပြီးတော့ဟိုလွယ်နေတာကြီးတွေ့နေတော့မှကိုယ်လာမပြသေးသေးကိုယ်မမေးသေးသေးတော့ကျွန်တော်အဲ့လိုမျိုးဒါကြီးကတော့မဟုတ်သေးဘူးလို့ပြီးတော့သွားပြီးတော့အဲ့လိုမျိုးပြောမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးသူတို့တကယ်လို့သူတို့ကဒါလိုမျိုးလိုလာလာနဲ့လာပြတယ်ဒါလေးကိုကြည့်ပေးပါအောင်ဒါဘယ်နာမှဘယ်လိုမျိုးလွဲနေရလဲဘယ်လိုမျိုးလိုနေရလဲဆိုတာမျိုးတွေ့ရင်တော့ကျွန်တော်အဲ့လိုမျိုးပြင်ပေးမယ်ပေါ့နော်ဘယ်နာလေးကလိုနေရဘယ်နာလေးကလွဲနေရဆိုတာအဲ့လိုမျိုးလေးတော့ထောက်ပြပေးသွားမယ်အဲ့ကဏ္ဍမှာကျတော့ကျွန်တော်ပြောချင်တာဒါကတော့တချို့ပေါ့ခုနက respect မရှိဘူးပါလေတချို့ကြတော့လေတချို့ junior ကြတော့ဒါတချို့ junior ပေါ့တချို့ပေါ့ဆိုတော့သူတို့မှာတင်တန်းဆင်းပြီးတော့အလုပ်လျှောက်တယ်အလုပ်လျှောက်တော့သူတို့မှာ individual skill ကတင်တန်းဆင်းပြီးသားဆိုတော့သူတို့မှာ individual skill ပြေဝရှိရဗျာတချို့ဆိုလည်းတော်တော်ကောင်းတယ်သူတို့ confidence ရှိလို့ကိုအလုပ်လျှောက်ကြတယ်တင်တန်းဆင်းပြီးအလုပ်လျှောက်တယ်လျှောက်တော့ကျွန်တော်ပြောနေကြစကားရှိရအလုပ်ကတင်ပြီးမှာတော့ပါတော့အလုပ်ကတင်ပြီးမှာဆိုတော့သူတို့အလုပ်ကတင်ပြီးမှာဆိုတော့အဲ့ဒီလုပ်ကြီးကသူတို့တင်ပြီးမှာမဟုတ်သူတို့မှာအထက်မှာရှိရ senior သူတို့တင်ပေးရအောင်တင်ပေးရမှာဆိုတော့သူက individual skill ဘယ်လောက်ကောင်းမကောင်းတော့ work flow ကိုနားလည်မှရအောင်ဆိုတော့အဲ့ work flow ကိုနားလည်နေရရှေ့မှာရောက်နေ senior ဆိုတော့ဘယ်လိုပဲနေသူတို့စာတင်ပေးရလို့မဟုတ်ရင်တော့ပါဗျာတင်ပါလား guideline လေးတစ်ခု guideline ချပေးရပြီအဲ့ company မှာလုပ်နေတဲ့ company မှာ brand guideline ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအဲ့ junior တော့ senior guideline ချပေးဖို့လိုတယ်တော့တင်တာအဲ့ဒါကလည်းဘယ်လိုပြောမလို့အေးပေါ့အဲ့လိုမျိုး senior တွေလည်းရှိပါတယ်ကျွန်တော်တို့တော့ကလည်းဟိုလိုပြောမလို့ပထမဦးဆုံးစပြီးတော့ကျွန်တော်စပြီးတော့လှုပ်ဆဝင်တော့ဆိုရင်ကျွန်တော်ထက်မှာ senior မရှိဘူးကျွန်တော်တယောက်တည်းပဲအဲ့အချိန်မှာဘယ်လိုမျိုးပြဿနာကြုံရလဲဆိုတော့ကိုယ့်ကိုယုံကြည်မှုမရှိတာကိုဆွဲတဲ့ဒီဇိုင်းတစ်ခုကိုဘယ်လိုပြောမလို့ဒီတတိယကြိုက်နေတယ်ဆိုရင်တော့မှဟိုကိုအားမရဘူးဆရာသိရမလားကိုလောက်တာမှန်နေရဲ့လားဘယ်လိုများလူနေလဲဆိုတော့အဲ့လိုမျိုးပြန်ကြည့်ပေးမဲ့သူမရှိဘူးအဲ့အချိန်မှာကိုယုံကြည်မှုမရှိတဲ့အတွက်အဲ့ဒီလိုမျိုးလေးအခက်အခဲတစ်ခုရှိမယ်ဗျာနောက်တစ်ခုအဲ့လိုမျိုး senior ရှိတဲ့နေရာကိုကျွန်တော်ရောက်သွားတဲ့အခါကျတော့အဲ့လိုပဲကျွန်တော် senior လည်းအေးတယ်လို့ပဲပြောရမလားမသိဘူးသူကလည်းအဲ့လိုမျိုးလာပြီးတော့တင်ပေးရမျိုးဘာမျိုးမရှိဘူးကျွန်တော်ဘက်ကနေပြီးတော့အဲ့လိုမျိုးဒါလေးကိုကြည့်ပေးအောင်လိုနေလေးလားဘယ်လိုလေးပြင်ရမလဲအဲ့လိုမျိုးမေးပြီးဆိုတော့မှသူကလည်းအေးဒါလေးတော့ပြင်ဖို့လိုတယ်ဒီလိုလေးပြင်လိုက်အဲ့လိုမျိုးပေါ့ပြီးရင်ရှင်းမှာရှိနေတဲ့ဟို senior ဆိုရင်ဒီ digital team ဘက်ကပေါ့နော် digital team ဘက်ကဒီအတွေ့အကြုံရှိတဲ့သူတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲသူတို့ဆိုရင်လည်းဒီကုမ္ပဏီကဘယ်လိုပုံစံမျိုးလေးကြိုက်တက်လဲဆိုတာကိုကျွန်တော်ပြောပြတယ်အဲ့လိုမျိုးသူတို့ပြောပြတဲ့အပေါ်မှာကျွန်တော်ကဆွဲတယ်ပြီးလို့ရှိရင်သူတို့ပြန်ပြတယ်အဲ့လိုမျိုးမှာသူတို့ကဒီဒါလေးတော့လူသေးရဲ့ပြင်ပေးဆိုအဲ့လိုမျိုးပဲကျွန်တော်တို့ကလည်းဘာဖြစ်လာတာဆိုတော့အဲ့ဒါကြတော့ junior ရဲ့ communication နဲ့ဆိုင်ပါဘူးလက်မဟုတ်အဲ့မှာနည်းနည်းပြောစရာဖြစ်လာတာ senior ဆိုတဲ့အတွေ့ပါဒါအခုပြောနေနေမှာပါပြောနေနေရုပ်တရက်ပေါ်လာလို့ဟုတ်တနေရာမှာကိုကထားပါ portfolio strong တယ်တနေရာမှာ experience ရှိလို့ဆိုပြီး senior ယာရုလာလျှောက်တဲ့သူရှိတယ်ဒါက graphic design senior ကွာပြောချင်တာ experience senior ချင်းမတူဥပမာပြောလို့ရှိရင်အရင်ဒီအလုံးမှာအရင်တည်းကရှိနေတဲ့ designer တယောက်က
ဒီအလုပ်ရဲ့ workflow တွေသူကပိုသိမှာပဲ အဲ့လို အဲ့ဒါ အဓိကဖြစ်ကမှာဒါအခုမှတွေးမိတာနော်တွေးမိတယ်ဆိုလိုရင်ကဒါစကားပြောနေတယ်တွေးမိတယ်ဆိုတော့မှန်တော့မေးရမှာပဲဒီနေရာမှာ senior တွေ junior တွေမရှိတော့ဘယ်လိုကောင် design ဖန်တီးမှု skill ဘိုင်းဆိုင်ရာမှာပဲ senior junior ဖြစ်သွားမှာဒါပေမဲ့ဟို experience နဲ့ပတ်သက်ပြီးဒီ workflow နဲ့ပတ်သက်ပြီးသူကသူအရင်တော့ဘယ်လောက်ပဲကြိုးခဲ့ဒီ industry တွေရောက်ဒီလုပ်ငန်းတွေရောက်လာလို့ရှိရင်ဒီလုပ်ငန်းရဲ့အကြိုက်ကိုသူသိချင်မှသိမှာ workflow နော်အဲ့ဒါကတော့နည်းနည်းတစ်ချက်တွေးကြည့်တာဘာလို့ဆို junior အနေနဲ့ကလည်းဒါကိုသဘောပေါက်ဖို့လိုအပ်တယ်ဗောနော်ဘာလို့ဆိုဟိုကိုယ့်အထက်မှာ senior ရှိနေလို့ရှိရင်ဘာပဲပြောလေကိုယ့်အထက်မှာရှိနေတဲ့ senior အရင်တွေးရမှာကတနေရာကနေပြီးတော့ဝုန်းတိုင်းကိုရောက်လာတဲ့ senior level လားဒီလုံးမှာလုံးသက်တက်တန်းကြာနေတဲ့ဖြစ်တဲ့ senior level လားအဲ့ process ပေါ်မူတည်ရပါတော့ဥမာဘယ်လိုလဲဆိုတော့ဝုန်းတိုင်းဆိုပြီးရောက်လာတဲ့အနေတိုင်းမျိုးရှင်လို့ရှိရင်ပညာပိုင်းဆိုင်ရာမှာတော့ तू ကတာတယ်ဆိုပြီးမြဲလုပ်ငန်းပိုင်းဆိုင်ရာမှာကျတော့ level တိုင်းပဲရှိမယ်ဆိုလို့ရင် तू ကလည်းအခုမှရောက်လာတယ်ကိုကလည်းအခုမှရောက်လာတယ်ဆိုကိုကရင်ရောက်ရင်တော့ကိုက experience ပိုရှိအောင်အဲ့လိုမဟုတ်ဘဲနဲ့ဟိုဘယ်လိုခေါ်မလဲဒီ senior ကအရင်တည်းကနေရှိနေတဲ့ senior ဆိုလို့ရှိရင်တော့ဟုတ်တယ် design ပိုင်းဆိုင်ရာမှာကိုဟိုငါတို့တော့လည်းကြုံခဲ့ဘူးတာပဲကိုလောက်ကောင်းညမှာကောင်းမယ်ဒါပေမဲ့ကြံတဲ့ဘိုင်းဆိုင်ရာမှာတော့ तू က senior ပဲအဲ့ respect ကတော့ကျင်းနေပေါ့ရှိတယ်ဟုတ်တယ်နိုင်ရင်နိုင်တယ်လို့ပညာရမှာပဲကွာပြောချင်တာအဲ့ဒါဟိုမှာကိုယ့်ရဲ့ skills နဲ့ပြန်ပေါင်းပြီးတော့ပိုကောင်းအောင်လို့လုပ်တင်တယ်လို့ထင်တယ်ဗောနော်ပြီးတော့နောက်တစ်ခုကတက်ပြီးမေးချင်တာမင်းလုပ်ငန်းကတစ်ခုမှာထားပါတော့ဟုတ်ပြီခုနလို senior level ဖြစ်သွားပြီဒါမှ level တစ်ခုရောက်သွားပြီပေါ့တင်တန်းဆင်းလာတဲ့သူတွေဒါမှ junior တွေအဓိကတော့ကိုရီးယားလည်းတင်တန်းဆိုတင်တန်းအကြောင်းပဲပြောရမှာပေါ့နော်တင်တန်းဆင်းလာတဲ့သူတွေကိုအကယ်၍ interview ပြီဆိုရင်ဒါထားပါတော့လုပ်ငန်းရှင်ကိုပြောတာမဟုတ်ဘူးလောတယ်မှာ designer interview တာနဲ့လုပ်ငန်းရှင် interview တာနဲ့မတူဘူးတခြားနယ်ပယ်က manager တွေပါ interview တာနဲ့မတူဘူးဆိုတော့ designer တယောက်အနေနဲ့ interview မယ်ဆိုလို့ရှိရင်ဘာ review မလဲကျွန်တော်အနေနဲ့ view မဲ့ဆိုရင်တော့ဘယ်လိုပြောမလဲဒီကတော့အဲ့ရင်ဆုံးတော့သူတို့ရဲ့ portfolio ကိုကျွန်တော်အရင်ကြည့်တာပဲ portfolio အရင်ကြည့်ပြီးတော့မှအဲ့ portfolio မှာတိတာရဲ့ဆရာလေ့ကျင့်ထားတဲ့ project တွေလားဒါမှမဟုတ်တကယ်ဆွဲထားတဲ့ project တွေလားဆိုတာ designer တွေဆိုသိတယ်လေအချင်းချင်းတွေဆိုရင်ဒါကတော့လေ့ကျင့်ထားတဲ့ဟာဆိုပြီးတော့အဲ့လိုမျိုးဟာကိုအရင်ဆုံးကျွန်တော်ကြည့်ပြီးတော့မှဒီလူဆိုလို့ရှိရင်တော့အဆင်ပြေနိုင်တယ်ဆိုပြီးအဲ့လိုမျိုး recommend ပေးမှာပေါ့ရှင်းမှာအဲ့လိုမျိုးတစ်ခေါက်တော့အဲ့လိုမျိုးတော့ကြုံခဲ့ဘူးလေဒီလို practice လုပ်ခိုင်းမယ်ဆိုလို့ရှိရင်ဘာကိုလုပ်ခိုင်းမလဲအကယ်၍ပေါ့နော်မနိုင်ခွဲဖြစ်ပေါ့အချိန်တစ်ခု design test ဆို design test လုပ်ခိုင်းမယ်ဆိုလို့ရှိရင်ဘယ်ဘာကိုလုပ်ခိုင်းဖြစ်မလဲ design တစ်ခုကိုပဲပေးဆွဲပြင်မယ်နဲ့ ဟုတ်အဲ့ design ကဘာဘယ်လိုအရာမျိုးဖြစ်မလဲဒီ company ရဲ့ product ရဲ့ကြော်ညာ design ပဲဖြစ်မှာပေါ့ company product ရဲ့သူဒီ product ပေါ်မှာဘယ်လောက်နားလဲထားလဲပြီးတော့ဒီဘယ်လိုပြောမလဲဒီ product နဲ့သူ orient အောင်သူဗာပေးနိုင်မလဲအဲ့လိုမျိုးပေါ့အဲ့ဒါပဲဒီကတော့အဲ့ design ကိုပဲဆွဲခိုင်းပြင်မယ်လို့ထင်တယ်ဘာလို့ဆိုသူတောက်လျှောက်ဒီအလုပ်ဒီ company မှာလုပ်နေတဲ့တောက်လျှောက်မှာသူကဒီ product တွေနဲ့ပဲသွားရမှာဆိုတော့လေတခြားဟာကြီးကိုသွားပြီးစမ်းခိုင်းလို့လည်းမရဘူးအဲ့လိုမျိုးပေါ့အဲ့လိုဒါမှမဟုတ်ပြောစရာရှိတာလေအကယ်၍များပေါ့ဒါကတော့ junior တွေဘက်ကနေအဲ့လိုလှုပ်ရှားမဲ့သူတွေဘက်ကနေပြီးတော့နည်းနည်းပြန်ပြီးတွေးကြည့်အောင်တွေးကြည့်ရမှာဥပမာပြဟုတ်ပါပြီကျွန်တော်တို့ကတင်တန်းဆင်းလာပြီကျွန်တော်တို့ရှောက်မဲ့ company ကခုနပြောတာ fancy ပစ္စည်း reduction လုပ်တဲ့အကောင်လေးဒါပါအဲ့လိုမှဆိုရင်တကယ်လို့အဲ့လို fancy ပစ္စည်းတွေကို social media design ပဲဖြစ်ဖြစ်တခု design ပေါ့ကြော်ညာ design ပဲဖြစ်ဖြစ်ဘယ်လို design မျိုးပဲအဲ့လိုပစ္စည်းမျိုးတွေကို market ကိုကောင်းကောင်းနားမလည်ထားဘူးအရင်တော့လည်းတစ်ခါမှမဆွဲဘူး news to အဲ့သူ့ရဲ့ news သူ့တဲ့ news ဖြစ်နေမှာဗျာအစ်စ်ကြီးဖြစ်နေမယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတာအဲ့ senior အဲ့ junior အတွက်ဆိုဘယ်လိုလုပ်မလဲ तू ကအဲ့အလုပ်ကိုရှောက်ဖို့အတွက်အဲ့ industry ကို तू ကအပြည့်အဝလေ့လာထားမှာအပြည့်အဝမဟုတ်တော့မှတီးမိခောက်ပြီးလေ့လာထားမှာအဲ့တော့ကျွန်တော်ဒါကတော့အဲ့မှာဒါကတော့တက္ကနာပေါ့ပြီးရင်အဲ့ junior အဲ့အလုပ်တစ်ခုတည်းရှောက်မှာမဟုတ် तू အလုပ်တွေလိုက်ရှောက်မှာပဲतू ရတဲ့အလုပ်တွေအလုပ်လို့ရတဲ့အတွက်ရသမျှအလုပ်တွေ तू လိုက်ပြီး portfolio ပို့မှာပဲဆိုတော့ तू ပို့သမျှ portfolio ပို့သမျှ company တွေရဲ့ industry ကို तू ကလိုက်ပြီးလေ့လာထားမှာအဆင်ပြေပါလားအဲ့မှာတခုပြောစရာရှိတာကျွန်တော်တို့တော့မားခဲ့တဲ့အမှားပဲအဲ့ဒါဘာလဲဆိုတော့အဲ့လိုမျိုးပေါ့ဆိုတော့ကိုရင်းပြောလိုမျိုးပဲဒီအလုပ်တစ်ခုတည်းကိုရှောက်မှာမဟုတ်ဘူးဗျာဒီခေါ်သမျှအလုပ်တွေအကုန်လုံးကျွန်တော်က portfolio ပို့ပြီးတော့ရှောက်ကြတာအဲ့ကြတော့ဘာတွေမားလဲဆိုတော့တကယ်အဲ့ဒီအလုပ်တစ်ခုကို interview သွားဖြေတဲ့အခါမှာအဲ့ဒီအလုပ်ရဲ့ဟို product ကိုတေချာမလေ့လာသွားတာမျိုးတို့ဘာမျိုးတို့ကြုံရတတ်တယ်အဲ့လိုမျိုးဆိုတကယ်လုပ်ငန်းခွင်ထဲကိုရောက်ပြီဆိုရင်တကယ်တိုင်ပတ်တယ်အဲ့ဒါဘယ်မှာစသိလဲဆိုတော့ကျွန်တော်ဒီပထမဦးဆုံးအလုပ်ကနေပြီးဒုတိယအလုပ်ကိုပြောင်းတဲ့အချိန်မှာအဲ့ဒီအချိန်မှာဒီကျွန်တော်တို့ရဲ့ senior ပဲပြောပါတော့အဲ့ senior ညီလေးတွေဆိုလို့ရှိရင်ကျွန်တော်ကိုပြောတယ်ပေါ့နော်ကျွန်တော်လည်းသူတို့အတိမပေးလိုက်မိဘူးသူ
သူဆိုရင်အဲ့ဒီကုမ္ပဏီမှာသူအရင်ကလုပ်ခဲ့တာပဲသူကတကယ်လို့ဒါအဲ့လိုမျိုးပေါ့နော်သူ့ကိုအတိပေးမယ်ဆိုလို့ရှိရင်တညလောက်ဒီ product နဲ့ပတ်သက်ပြီးတော့သူ train ပေးမယ်ပေါ့အဲ့လိုမျိုးကျွန်တော်အတိမပေးလိုက်တဲ့အချိန်မှာ तू က train ပေးဖို့အခွင့်အရေးမရလိုက်ဘူးအဲ့အချိန်မှာတကယ်interview ဖြေတယ် interview ဖြေပြီးတော့ design test လုပ်တဲ့အချိန်မှာလည်းကျွန်တော်တိုင်ပတ်တယ်ပြီးတော့အဲ့လိုမျိုးတကယ်လုပ်ငန်းခွင်တွေကိုရောက်သွားပြီဆိုတဲ့အချိန်မှာလည်းကျွန်တော်တိုင်ပတ်တယ် interview အောင်သွားတယ် interview အောင်သွားတယ်ဒါပေမဲ့လို့လုပ်ငန်းခွင်တွေကိုရောက်တဲ့အချိန်မှာတကယ်ဒီ product ကိုဆွဲဆိုပြီးတော့ဆွဲရတဲ့အချိန်မှာလည်းတိုင်ပတ်တယ်အဲ့လိုမျိုးဖြစ်သွားအဲ့တော့ကျွန်တော်အကြံပေးချင်တာကဒီ junior တွေပေါ့နော်အဲ့လိုမျိုးတွေးသမျှလုပ်တွေအကုန်လုံးကိုလိုက်ရှောက်နေမဲ့အစားဗျာသိရမလားတကယ်ကုမ္ပဏီကောင်းကိုရွေးလိုက်ကုမ္ပဏီကောင်းအဲ့လိုမျိုး2ခု3ခုအဲ့လိုမျိုးပေါ့နော်သိရမလား2ခု3ခုလောက်ကိုရွေးပြီးသွားလို့ရှိရင်အဲ့ဒီကုမ္ပဏီက product တွေကိုတေချာလေးလေ့လာပြီးတော့သူတို့ဘယ်လိုသွားလဲဆိုတာကိုတေချာလေးလေ့လာပြီးတော့ဒီ design test တွေလုပ်ထားမယ်လေ့ကျင့်ထားမယ်ဆိုလို့ရှိရင် interview အောင်ဖို့အတွက် percent လည်းများမယ်ပြီးတော့တကယ်လုပ်ငန်းခွင်ထဲမှာအလုပ်ရသွားပြီဆိုလို့ရှိရင်လည်းဒီဟာနဲ့ပတ်သက်ပြီးတော့အခက်အခဲကဟိုဖြစ်သွားလိမ့်မယ်အဲ့လိုမျိုးတော့ရှိရပေါ့ဒါကကျွန်တော်တို့ကကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့အခက်အခဲကိုကျွန်တော်လည်းအဲ့လိုမျိုးကျွန်တော်တို့ကလည်းအဲ့လိုမျိုးပြောပြမဲ့သူကမရှိရတော့မဟုတ်ပါဘူးအဲ့လိုမျိုးပေါ့မတိုင်ပင်လိုက်တာပေါ့ပြောရမယ်ဆိုရင်အဲ့ကိုစီနီယာနဲ့မတိုင်ပင်လိုက်တဲ့ခါကျတော့အဲ့လိုမျိုးဖြစ်သွားတာဒါဒီတော်တော်လေးအဆင်ပြေသွားတယ်ဆိုတာကျွန်တော်အဲ့လိုမျိုးဆွဲခေါ်တဲ့သူတွေရှိလို့ပေါ့နော်အဲ့ဒီအလုံးမှာတော့ဆိုဒီကျွန်တော်တို့ဒီရှင်းတန်းစီပေါ့ရှင်းတန်းစီဆိုလို့ရှိရင်ကျွန်တော်အများကြီးပဲအဲ့လိုမျိုးဆွဲခေါ်ခဲ့တာသူဆိုရင်အဲ့လိုမျိုးကျွန်တော်ဆိုရင်ဒီအလုံးမှာဒီဇိုင်းဆွဲရနေပြီးအဲ့လိုမျိုးဘလို့မှမရတော့တဲ့ဟာတွေဆိုလို့ရှိရင်လုံးဝရှင်းတန်းစီပြေးရတာအဲ့လိုမျိုးတနေ့လုံးတွေရုံးပိတ်ရဆိုအဲ့ဒါတကူကတော့နောက်ဒါကကျွန်တော်ပြောနောက်သင်တန်းသားတွေလည်းအဲ့ဒါနမူနာယူသင်နေတာဘာလို့အရင်သင်တန်းသားတွေဆိုလို့ရှိရင်အချင်းချင်းဆွဲခေါ်တယ်နော်ဥပမာသဘောတရားတခုမြင်တော့မလားလာမြင်တော့ကိုနဲ့ရင်းနှီးတယ်ပါညာကိုတင်တန်းသားအချင်းချင်းပဲဆိုရင်ဆွဲခေါ်တော့ချောက်ဆွဲခေါ်တယ်အဲ့ဒါနောက်ပိုင်းဒီတင်တန်းသားတွေမှာလည်းအဲ့ဒါရှိသေးကြတယ်အဲ့ဒါအခုအားနေတာအဲ့ဒါအားနေဟုတ်တယ်အဲ့ဒါကိုရှိသေးကြတာဘာလို့ဆိုတော့နောက်ပိုင်းနေကြတော့ခုနလိုကတင်တန်းကြီးပေးမယ်တင်တန်းလာတက်မယ်ပြီးရင်ဒီပညာရေးကိုရအောင်ယူမယ်ပြီးရင်ပြန်သွားမယ်သိရမလားလုပ်ငန်းကိုဝင်မယ်အရင်တော့အဲ့လိုမဟုတ်တော်တော်များများပါနော်အရင်တော့ဟုတ်တယ်အရင်တော့တင်တန်းသားတွေဆိုလို့ရှိရင်တော်တော်များတယောက်နဲ့တယောက်ဆိုရင်ဟိုဘယ်လိုခေါ်မလဲအဲ့ဒီအလုပ်ရှိရရင်းနှီးအောင်ပေါင်းပြီးသွားပြီဆိုရင်မအလုပ်ခေါ်နေရပါညာတကယ်လို့ကိုကထွက်တော့မယ်ဆိုရင်တော့ကိုနေရာအတွက်ရပြီးခဲ့တာလို့သိရမှာအခုနောက်လို့ဆွဲခေါ်တာလို့ပါလို့ညာအဲ့ဒါတခုကတော့အဲ့ဒီကျွန်တော်တို့ကဆိုရင်အဲ့လိုမျိုးပေါ့ရှင်းတန်းစီရဲ့တငယ်ချင်းအဲ့ဒီကျွန်တော်ရဲ့ leader ပေါ့အဲ့သူကောင်မလေးဆိုရင်အဲ့ကောင်မလေးသူတို့နှစ်ယောက်အဲ့လိုမျိုးကျွန်တော်ဆွဲပြီးတော့ခေါ်ခဲ့ကြတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီလိုဟွာဖြစ်လာမဟုတ်လို့ရှိရင်ဒီချိန်မရှိတော့ဟုတ်တယ်အဲ့မှာကလေးရတယ်တိုင်ပတ်ပြီးတော့သိရမလားလုံးဝပျောက်သွားလောက်နေဒါဆိုခုနညီလေးမီးတဲ့ဟာအခုအနေနဲ့ဘယ်လိုမှတ်ချက်ပေးခြင်းလဲဒီခုန junior ကိစ္စဒါကတော့ခုနကတော့ပြောခဲ့တဲ့တဲမှာလဲအမှတ်ချက်ပေးတယ်ဆိုတာလည်းပြည့်စုံပါတယ်ပြည့်စုံပါအဓိက junior တွေထားမှာတော့ဟိုဘယ်လိုခေါ်မလဲဘယ်တင်တန်းမှာအလုံးစုံကြီးတော့တင်ပေးနိုင်မှာမဟုတ်ဒီမှာဘာကာကြီးဆွဲနေပြီမဲ့ဟိုမှာခုနလိုပေါ့နော်အဝိတ်ထဲဆွဲနေဆိုအမှတိုင်ပတ်တာတော့ဘယ်လိုလဲဆိုတော့ထားပါတော့တချို့တွေဆိုလို့ရှိရင်အေး juice တွေလို့ agency ပဲရောက်တော့အဲ့လိုလေးရှော့မရှိဘူးတချို့တွေဆိုမှမီးရမြင်းဆက်တွေသိရမှာ battery inverter ဆိုသွားပြီတိုင်ပတ်ပြီဘယ်လိုလုပ်ပါမြင်းမမြင်ဘယ်သူမှမလုပ်ခိုင်းဟုတ်တယ်မလားအမှ solar တွေပါသွားဟာကိုရီလုတ်ခဲ့ရတာတော့ခုနလိုဘာကြီးညာကြီးဘာညာတာကာကြီးသိရမှာအဲ့လိုလို့တကယ်လည်းကြုံလားရှိတယ်တချို့တွေရှိတယ်အမှတချို့တွေဆိုရင်အိမ်ဆောက်ပစ္စည်းကွာတွေတူတွေဘယ်လိုသွားလုံးမ plastic ပစ္စည်းဟိုဘာလို့တယောက်ဆိုလို့အဲ့တိုင်းပဲ तू plastic ကုန်ဒီမှာရအောင်ထိုင်ကုန်တွေထွေးကန်တွေထိုင်လီးပြီးလုံနေရဆိုအဲ့လိုမျိုးတွေပေါ့အေးမဟုတ်ဘယ်ဟာမဆိုအစ်စ်ပါပဲဒါပေမဲ့သူတို့ရဲ့လိမ်မာပါနဲ့မှုပေါ်မူတည်ပြီးတော့ရအောင်ယူနိုင်တဲ့ပုံမူတွေသဘောတည်းကပညာရေးကဖြည်းဖြည်းချင်းသင်ရတယ်ဒါပေမဲ့သင်ယူလို့စိတ်ကမရအောင်တချို့တွေဆိုလို့ရှိရင်ဟာငါဒါကိုပဲလုပ်မယ်အဲ့ဒါကိုမှမရရင်မလုပ်တော့ဘူးဆိုတဲ့ပုံစံမျိုးအဲ့ဒါကသူတို့တော့ပဲနေတာပါပဲဘယ်လိုလဲဆိုတော့ design ဆိုတာဖန်တီးရမယ်ဥပမာဒီ market ထဲမှာခုနလိုနမူနာပြောရင် battery တွေနဲ့ပတ်သက်ပြီးတော့ဖြစ်ဒါမှမဟုတ်ခုနလိုတူတွေကွာတွေပလက်ရတွေတန်ကြောင်းတွေကွာသဘောတည်းကမရှိဘူးဒါမရှိသေးရင်ဟာတွေးရမှာကငါအရင်စလုပ်လို့ရမယ်အဲ့ trend ကိုငါအရင်တိဆောက်လို့ရမယ်ဟုတ်ပြီ market ထဲမှာခုနလိုကစုံရက်တွေလို့ဈေးချင်းအောင်နေလို့သဘောပြောရတယ်ကစုံရက်တွေဈေးချင်းအောင်ဟိုကော်ပစ္စည်းပါညာမရှိသေးဘူးဒါဟုတ်ပြီမရှိသေးဘူးမရှိသေးတာကိုစလုပ်တာကိုမကြောက်ဘဲနဲ့သိရမလားအဲ့ဒါကိုခေါင်းမရှောင်ဘဲနဲ့ဟာဟုတ်ပြီ market ထဲမှာမရှိသေးဘူးအဲ့ trend တခုလို့ငါအရင်စပြီးတိဆောက်ကြည့်မယ်ဆိုအဲ့လိုတွေးရမှာဘာလို့အလုံးစုံကတော့မရနိုင်ဘူးလေလုပ်ငန်းဝင်ထဲမှာအဲ့ဒါတော့ဒီ junior တွေဆိုတာတခုနောက်တော့တင်တန်းဆင်းသွားတဲ့သူတွေသိရမယ့်ချက်ပေါ့တော်တော်များများခုနလို senior ဆိုဘာပြောလုပ်ငန်းဝင်ထဲမှာဆိုရင်ကိုကသိရမှာ senior ဆိုတဲ့ဟိုကလစာလည်းပိုရတာတယ်တဘောတည်းကအရေးကြီးတဲ့ဟာတွေသူခေါင်းခံဆိုအဓိကကိုကသွားပြီးတော့ဟုတ်တယ်ကိုကသူ့တဲ့ပညာပို့ပြီးတက်ရင်တက်ဒါပေမဲ့ကိုမသိသေးတဲ့အရာကသူ့ရှိမှရှိမှာပဲအဲ့ဒါကိုလိမ္မာပါနဲ့ဆိုတာယူဖို့တချို့တွေက level တိုင်းချင်းသွားပြီးရှင် junior ဆိုရင် senior တွေပါညာဆိုသိရမှာကိုတော့မသိဘူးဆိုဥပမာသွားပြီးတော့ senior တယောက်ကို
design fundamental တွေပါအညာကြီးတွား color တီးတော့ပြအဲ့ senior သိချင်မှသိမယ်ဟုတ်ပြီမသိဘူးဒါပေမဲ့ तू ကတခြားနေရာမှာဆရာကိုရီတော့ကလည်းကြုံငယ်ဘူးတာပဲအဲ့လိုမျိုးကြုံငယ်ဘူးတာပဲဟာဘယ်လိုခေါ်မလဲဆိုတော့ senior ကိုလောက်တိတ်ဟို retouch ဘိုင်းတွေပါတော့တိတ်မသိဘူးဘာလို့ညာနော်ဘယ်လို senior ဖြစ်နေမဟုတ်ကျန်တဲ့နေရာတွေမှာသူ့ထားနဲ့သူရှိတယ်ဘယ်လို design တစ်ခုလာမှသူကောလို့သွားကိုရီကဒီမှာအမှန်ကန်ကြီးတွေ file ပြီးတယ်ပြီးတော့ကိုရီကမဒန်းဘူးသူတို့ထားတဲ့ဟာဒန်းသွားတာဘာလဲပေါ့သိရမှာကိုတော့မမိုက်ဘူးဘာလို့ညာဘူးမမိုက်ဘဲနဲ့ဘာလို့ဒန်းသွားဟိုအဲ့တကယ်ရှိရဆိုဟုတ်တယ်ကိုကသူ့ထက်ပိုသိနေတော့မှခဏပြောချင်တာကားမတိုင်လို့ပဲအဲ့ဒါတော့အဓိကပြောချင်တာခဏလေးစောင့်နေလိုက်ခြောင်တဲ့ကားပေါ်တက်လိုက်ပါကြုံတဲ့ကားပေါ်မလိုက်နဲ့ပြောချင်တာဘယ်လိုလဲဆိုတော့လုပ်ငန်းဝင်နေဝင်တယ်ဒီလုပ်ငန်းကငါတရသေးအဲ့မှာလောက်ရမယ်လို့မတွေးတော့အချိန်တန်ထွက်ကမှာပဲတစ်ချိန်ချင်းထွက်ကမှာပဲဟုတ်ပြီထွက်ပြီးတော့နောက်အလုပ်ရောက်သွားရင်ဒီကပညာတွေရအောင်ယူအောင်တချို့တွေတော်တော်များများအဲ့မှာ break သွားအလုပ်တစ်ခုရပြီလာတာခုနလိုjunior သုံးတယ်4 5သိန်း5သိန်း6သိန်းတော့ရပြီဆိုအဲ့မှာ break သွားbreak ပြီးဒီမှာပဲသူ့ကိုယ်သူလုံးဝကြီး investment လုပ်ပြီးတော့ရက်တန်းလိုက်အဲ့ဒါကြီးကမှားတယ်ဒီနေရာမှာခဏလေးရက်ပြီးတော့ဒီကပညာကိုလာယူတယ်ပြီးတော့လို့ရှိရင်ပညာစုံသွားပြီ2နှစ်3နှစ်လောက်ပေါ့နော်ဆိုလို့ရင်ဟို2လ3လလုပ်ပြီးထွက်သွားလို့တော့မရဘူးအဲ့ဘာမှသိမှာမဟုတ်2နှစ်3နှစ်လောက်ကိုက experience စုံသွားပြီဆိုမှကို career ကိုယူ designer တွေကအဲ့လိုတက်လှမ်းသွားတဲ့ဟိုအဲ့ဒါကြောင့်မို့လဲလုပ်ငန်းဝင်တွေမှာခုနကလိုမထွက်ခင်မှာတစ်လလောက်ကြိုပြီးတော့တင်ထွက်စာတင်ပါညာဆိုတာသူတို့ဘက်ကလည်းပြင်ဆင်ချိန်ပို့ပြီးတော့ရတယ်ဘာလို့ဒီအလုပ်တစ်ခုထဲမှာလုပ်သွားတယ်မှန်တယ်ဒီမှာပဲလုပ်တယ်ဟာလုပ်ငန်းရှင်ဘက်ကလည်းမရအောင်မင်း10နှစ်လောက်မှ15နှစ်လောက်မဟုတ်လုပ်ပေးနိုင်တယ်လာတာတိုးပေးနိုင်လားဘောတွေကအဲ့လိုမလုပ်ပေးနိုင်လို့ရှိရင်လည်းဘယ်သူမှရေရှည်သူတို့ live တွေသူတို့ရွေးမှာပဲလေအဲ့တော့ဒါတော့နှစ်ဦးနှစ်ဘက်ဟိုဖြစ်တယ် junior အနေနဲ့အဲ့လိုမျိုးလိမ်မာပါနှက်ဖို့တော့လိုတာပေါ့အဲ့လိုမျိုးတော့လိုတာပေါ့နောက်တစ်ခုဆွမ်းနာကဆရာနဲ့ပြောနေတယ်တစ်ခုဟိုဖြစ်လာတာဗာလဲဆိုတော့ကျွန်တော်တို့ကဆိုရင်ဆရာဆိုလို့ရှိရင်ဒီ brand guideline နဲ့အဲ့လိုမျိုးဟို brand name နဲ့ဆိုပြီးတော့တင်လိုက်တယ် product ကဗာလဲဆိုတော့ coffee ဒီနေ့ကျွန်တော် coffee နဲ့ပတ်သက်တာတခုမှမဆွဲဘူးသေးဘူးဟိုမဲလေဒါပေမဲ့ flow တီးပါဟုတ်တယ် flow လို့လည်း flow တီးပါဟုတ်တယ်အဲ့ဒါဒါပေမဲ့ product ပဲပြောင်းသွားတာ design ရဲ့ flow တွေကတော့ဒီတိုင်းပဲသွားတာအဲ့ဒါကျ product တွေဘာတွေကိုနားလည်ဖို့ကကြတော့ကိုနဲ့ပဲဆိုင်သွားကြီးအဲ့လိုမျိုးဖြစ်သွားကြီးလုပ်ငန်းအဲ့ဒါလေး junior ပေါ့ဒါတော့သင်တန်းအခုပြောရ beginner level ပေါ့ဟို junior မဟုတ်ဘူး beginner အခုမှစလေးလာတဲ့လူတွေရော design ကိုဟိုသင်တန်းတက်နေသေးလူတွေရောသင်တန်းပြီးပြီးသားပေါ့ဟိုတနည်းဝင်းကျင်လောက်ပဲရှိရဲလို့အတွေ့အကြုံလူတွေရဲ့ဟို beginner level တွေအထိကိုပြောရပါသူတို့ကဥပမာတစ်ခုခုတနေရာကနေသူတို့က reference ယူရပဲဖြစ်ဖြစ်ဆရာတယောက်ကတင်ပေးလိုက်တာပဲဖြစ်ဖြစ်တယောက်ကပြောပြလိုက်တာပဲဖြစ်ဖြစ်design တစ်ခုပေါ့ဥပမာဒီ design ကိုဒီလိုလေးလုပ်ရတယ်ထားပါဥပမာအနေနဲ့ဆိုပေါ့ပေါ့ကျွန်တော်ဒီ tablet တွေကို tablet ဒီဟို drawing tablet တွေကိုကျွန်တော်ကြော်ညာမယ်ဆိုရင်တင်းထဲမှာ training ပေးလိုက်တယ်ပေါ့နဲ့လောက်ခိုင်းလိုက်တယ်ပေါ့ဒီလိုလုပ်အဲ့တော့သူတို့ drawing tablet design ဆွဲဆိုတာနဲ့သူတို့ပေါ့ကြီးနဲ့ဆွဲဖို့ပဲကြိုးစားတော့တဲ့လား drawing အဲ့ဒါသူတို့ရေဘယ်လိုပြောမလဲတင်းထဲသား10ယောက်မှာဆိုရင်9ယောက်လောက်ကအတိုင်း90ရာခိုင်နှုန်းပေါ့ beginner level တွေဟိုတခြား beginner တွေလည်းအတူတူပဲဘာဟို design ဆွဲဆိုရင်သူတို့ design မင်းတို့ဆွဲကြည့်လေဆိုရင်ဘာကာပုံကြီးပြေးရှာရောအဲ့လိုဖြစ်တယ်အဲ့ဒါတော့ဖက်နှက်ပုံကြီးပြေးရှာအဲ့တော့တခြားတယ်မလားသူတို့ဟိုပြောရင်အသစ်ဆန်းလေးပေါ့ကိုပိုင် idea နဲ့ပဲဖြစ်ကိုပိုင် creative idea ဆိုရှိတင်နေဗျာဆိုတော့ creative idea ကိုယ်ပိုင်ကိုကြမွေးမိပါတယ်အရာဆိုတော့ creative idea အဲ့မှာသူတို့စပြီးတော့create လုပ်နေတယ်လို့ထင်တာပဲဘေးတက်စလုပ်အဲ့ဒါလည်းဝါသနာနဲ့ဆိုင်နေဝါသနာတကယ်ပါတဲ့သူဆိုရင်အားနေ research လုပ်နေတာဘယ်လိုအသစ်လုပ်လို့ရမလဲဆိုပြီးဖန်တီးနေတာပေါ့နော်အခုဒီ online မှာဆိုလို့ရှိရင်လည်းအခု performance ကောင်းပြနိုင်တဲ့တင်တန်းသားရရှိတယ်ငါဆိုလည်းအခု collect လုပ်ထားတာရှိ collect လုပ်ထားရဆိုစုထားတယ်ပေါ့နော်စုလာပြီးတော့လို့ရှိရင်ဒါတင်တန်းဘက်ကနေပြီးသူတို့စုအမှတ်တရလက်ဆောင်နေတယ်ပေါ့နော်ဆိုလို့ရင်အဲ့လိုပုံစံမျိုးပေးသွားမှာတကယ်ကြိုးစားရသူတွေလည်းရှိတယ်အခုကလည်းအဲ့ဒါကိုစီစဉ်တယ်ဘာလို့ဆိုဝါသနာနဲ့ဆိုင်နေတယ်ကွာတချို့တွေကြတော့ဒါဆိုဒါပဲစင့်ခဲ့ပြီးမတွေးတော့ဟိုခုနငါတို့ပြောနေမှာကာကြီးရက်ပင့်ဆိုရင်ကြာဆိုဟုတ်ပြီကြာတယ်ပြုတ်ကြာတယ်ဗျဟုတ်ပြီကြာတယ်ဆိုရင်နောက်ကနေရေးချထည့်ဝဲစားနှလုံးမထည့်ကြားဖြစ်သွားပြီဆိုသူတို့မသိဘူးမတွေးနိုင်တော့ဘူးနော်နောက်ပိုင်းဟိုအဲ့တော့အဲ့ဒါဘာနဲ့ဆိုင်လဲဆိုတော့ပေါ်ပင်ပေါ့ဥပမာပြောလို့ရှိရင်ဘယ်လိုဆိုမျိုးဒီဇိုင်နာလုပ်လို့ရှိရင်ခုနလိုဝင်ငွေကြီးကဘယ်လောက်ရမယ်သိရမလားဒီဇိုင်နာလုပ်လို့ရှိရင်ဘယ်လိုကြီးဖြစ်မယ်ဘာညာတာကပြောတော့ဒီဇိုင်နာတွေလုပ်ချင်တာဝါသနာမပါဘဲနဲ့ဒီဇိုင်နာ industry ရောက် industry ရောက်ပြီးလုပ်တဲ့ခါကျပြီးတယ်ပြီးရောခုနလိုပေါ့ဒါဆိုဒါပဲဒီဟာပဲလုပ်ပြီးတယ်ပြီးရောဟဲဖြစ်လဲမဖြစ်လာဘူးဘာဖြစ်လဲညာဖြစ်အဲ့လိုပုံစံမျိုးအမှန်တော့အဲ့ဒါလေဝါသနာနဲ့အရင်ခံတယ်တကယ်ချစ်မြတ်နိုးမှဟိုကဖြစ်တင်တာပေါ့နော်အဲ့ဒါလည်းအရင်ရေးကြည့်ရတယ်မှာပါတာပေါ့နောက်တစ်ခုဆိုတော့ကိုရင်းပြောရပါလေလုပ်ငန်းခွင်ကနေပဲတင်ပါပဲလုပ်ငန်းခွင်ကနေတင်ပါအမှန်မဟုတ်ဒီဇိုင်းဆွဲနည်းတွေဟိုဒီဇိုင်းနဲ့ပတ်သက်တဲ့ဒီဒီဇိုင်းကိုဘယ်လိုဆွဲရမလဲဆိုတော့ဒီ rule တွေ tactic တွေဆိုတာဒီတင်တန်းတိုင်းမှာသူကလည်းသူတင်ပေးလိုက်ပြီးသားပဲ product မတူမှာပဲရှိတာဗျာဒီလားအဲ့လိုမျိုးဆိုတော့ဒီလုပ်ငန်းတင်မဲ့ဥစ္စာကကြတော့ဗာလဲဆိုတော့လုပ်ငန်းရဲ့
ဒီအတွေ့အကြုံတွေကိုတင်ပေးမှာ Workflow ဒီဒီဇိုင်းကြီးဆွဲတတ်တာကိုဒီဇိုင်းကြီးပို့ပြီးတော့ကျွမ်းလောက်ဆွဲတတ်အောင်တင်ပေးမှာမျိုးမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော် အဲ့လိုကတော့အလုံးလျှောက်ပဲနဲ့ကိုယ့်ကိုအိမ်မှာတစ်နေ့ကို2ပုံ3ပုံထိုင်ဆွဲနေတော့မှဒီဇိုင်းတွေထွက်နေမှာပဲ ဟုတ်တယ် ဟုတ်လေ ဟုတ်တယ်တခုရှိရအောင်လို့ဘယ်လိုပြောမလို့ဟိုလုပ်ငန်းခွင်ရဲ့အထာကိုကြတော့အဲ့လိုမျိုးမသိတော့ဘူးပေါ့အဲ့လိုမျိုးရှိရဲ့ อืม ဥပမာလုပ်ငန်းထဲမှာဆိုရင် ဆိုတော့အဲ့ပြော လုပ်ငန်းထဲမှာဆိုရင်ဘယ်အပိုင်းပြီးရင်ဘယ်လိုသွားလဲဆိုတာမျိုးအဲ့လိုမျိုးပေါ့လုပ်ငန်း process တွေကိုတေချာမသိတော့ ဟုတ်တယ် အဲ့လိုမျိုး ကျွန်တော်အဲ့ အဲ့ဒီလိုမျိုး process တွေမသိတဲ့ဥစ္စာကလည်းနောက်ပိုင်းဒီ design ဆွဲတဲ့နေရာမှာဟိုပြဿနာရှိရဲဆိုတာ design ဒန်းတာမဒန်းတာတွေမှာအဲ့လိုမျိုးအဲ့ဒီအခက်အခဲလေးရှိရဲ ဆိုတော့အဲ့ junior တွေလေးတကယ် A3 ယူရမှာလေအလုပ်တွေကကျွန်တော်ထင်ပါဟိုအလုပ်တခုစဝင်တယ်ဆိုတော့ design flow တွေဘယ်လိုသွားတယ် design တွေဘယ်လိုဆွဲတယ်ဆိုတာထက်လေ design တွေဘယ်လိုဆွဲတယ် design တွေဘယ်လိုလုပ်တယ်ဆိုတာကိုယ့်ရဲ့ senior တွေကကိုယ် admire ဖြစ်တဲ့ person တွေကရှိပြီးသားဗျာဥပမာကျွန်တော်ဆိုရင်ကျွန်တော်ဆရာရှိရဗျာဆရာရှိကနေပြီးတော့ design flow တွေယူတယ်တချို့ဟာတွေဆိုဆရာကြီးကခိုးတိုင်းဟာတွေဗျာအဲ့လိုဟာယူဆွဲတယ်ဒါပေမဲ့အဲ့ဒါ reference ဗျာကျွန်တော် reference ပဲဒါပေမဲ့ကျွန်တော်အလုပ်တစ်ခုလုပ်တယ်ဆိုရင်အဲ့ reference ကကျွန်တော်မှအခိုင်အမာကြီးရှိပြီးသားဗျာတိလားကျွန်တော်အလုပ်သွားဝင်လိုက်ကျွန်တော်အဲ့အလုပ်ကနေဆွဲနေတဲ့လူတွေရှိရနေကျွန်တော် reference ယူဖြစ်မှာမဟုတ်ဒါပေမဲ့အဲ့အလုပ်ကကျွန်တော်ဘာယူမလဲဆိုတော့ marketing manager ကျွန်တော်ကိုဘယ်လိုပြောလဲသူနဲ့ဘယ်လို communicate လုပ်ရမလဲတခြား content writer နဲ့ဘယ်လိုမျိုးဆက်သွယ်ရမလဲ content writer briefing ဘယ်လိုပေးလဲအဲ့ဒါကြီးကကျွန်တော်တို့ experience ရတာပဲ ဟုတ်တယ်အဲ့လိုမျိုးအဲ့ဒီ experience နေရာပဲဒီ freelance လုပ်တဲ့နေရာမှာလည်းအထောက်အကူပြုတာပဲ မှန်တယ်မှန် အဲ့လိုမျိုး အဲ့လက်ရှိကြုံရတဲ့ဟာပေါ့သူ design နေဆိုတာတဲ့အဲ့လိုပေါ့ communication ပြီးရင်သူ့ရဲ့ workflow လုပ်နေတဲ့ workflow ဘယ်ကောင်ကဘယ်ကိုသွားလဲဥပမာဘယ်သူက post တင်ပြီးတော့ဘယ်သူကလာတယ်ပြီး briefing ကဘယ်သူရှိရလာတယ်ဆိုတာမျိုးတွေဒါအခုလက်ရှိဟိုပေါ့အခုမှလုပ်ငန်းဝင်စဝင်မဲ့လူတွေအတွက်တော့ဒါကြီးကအသစ်ဖြစ်နေမှာပေါ့အဲ့အရာကြီးတင်ယူတင်တယ်လို့ထင်တာပဲ ဟုတ်တယ်အခုကျွန်တော်ဆိုလို့ရှိရင်ဟို web browser လုပ်ပေးနေတဲ့အလုပ်တစ်ခုရှိတယ်ဒါ in-house က in-house web browser ကတက်လိုမျိုး web browser လုပ်ပေးနေတဲ့အလုပ်တစ်ခုရှိတယ်အဲ web browser လုပ်ဆိုလို့ရှိရင် तू က design ဟိုဖြစ်တာကတော့ MD ကိုယ်တိုင်ပဲ MD ကိုယ်တိုင်ပဲတစီရင်ချတာဂျားထဲမှာခံပြီးတဲ့ဟို digital marketing brother တယောက်လည်းရှိတယ်ကျွန်တော်ကိုယ်တိုင်ကအဲ့ဒီ MD နဲ့တိုက်ရိုက်အဲ့မျိုးအလုပ်ရှေ့မှာအဲ့ဒီ digital marketing သမားတယောက်မဝင်ခင်တော့ဒီ MD နဲ့တိုက်ရိုက်အလုပ်တွဲလုပ်ဖူးတဲ့အခါကျတော့ဒီ MD ဘယ်လိုပုံစံကြိုက်လဲဆိုတာကိုကျွန်တော်သိတဲ့အခါကျတော့အဲ့လိုမျိုးသူ့အကြိုက်ထဲမှာကျွန်တော်အနေနဲ့ creation လုပ်တော့ပြန်ပြီးတော့ revise ပြင်ရတယ်ဆိုတာမျိုးသိပြီးတော့မရှိဘူးအဲ့ဘက်မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲတစ်လားလုံးမှာတစ်ခါလေးကြာရင် design အဲ့လိုမျိုးတစ်ခုနှစ်ခုအဲ့လိုမျိုးပဲရှိတာအဲ့ဒီ web browser ဆိုလို့ရှိရင်လည်း အဲ့တော့အခုဒီဒါကတော့ပထမဆုံး podcast လို့ပြောရမှာပဲပထမဆုံး podcast ဆိုတော့အဲ့တော့ဒီတိုင်းပဲစကားကိုပေါ့ပါလွတ်လပ်နေကြလို့မေးစရာရှိတာမေးတာပဲတော့ပိတ်ကြီးတစ်ခုအောက်မှာသွားတာမဟုတ်ဘူးเนาะအဲ့တော့ဘုသူရရစရာတွေလည်းဟိုပါမှာပဲဆိုလို့ရင်ကဒီဇိုင်နာတွေရဲ့ lifestyle အကြောင်းတွေလည်းပါမှာပဲဆိုတော့အခုဒီကြည့်နေတဲ့သူတွေတော့ဗာကြည့်နေတဲ့သူတွေဆိုတာအဓိကတော့ junior designer တွေပေါ့ပြောရလို့ရှိရင် junior designer တွေကိုဗာအကြံပေးခြင်း junior designer တွေဗာအကြံပေးခြင်းလဲဆိုဒီတင်နန်းတက်နေတဲ့အချိန်မှာပေါ့သိရမလားတင်နန်းကတင်ပေးနေတဲ့အရာတွေကိုတိတိကျကျမှတ်သားလာပြီးတော့ဒီလုပ်ငန်းခွင်မှာဘယ်လိုပြန်အသုံးချရမလဲဆိုတဲ့ဟာကိုတိတိကျကျလေး train စီခြင်းတယ်ပေါ့အဲ့ဒါဆိုရင်ဒီဟိုမှာမဖြစ်တော့ဘူးပေါ့လုပ်ငန်းခွင်နဲ့ရောက်တဲ့အခါကျရင်ပြဿနာတွေတော်တော်လေးနည်းသွားလိမ့်မယ်လို့ဟောဖြစ်တယ် တော်တော်လေးနည်းသွားမှာတော့မရှိဘူးမဟုတ်ဘူးရှိရပေါ့ ပြဿနာလုံးဝမရှိဘဲတော့မနေဘူးကိုယ့်ကိုဒီတိုင်းထိုင်နေရင်တော့မှသိရမလားပြဿနာရောက်ချင်ရောက်လာလုံးဝလုတ်ပြီဆိုရင်တော့ပြဿနာတော့မရှိဘဲနေမှာမဟုတ်ရှိကိုရှိမှာပဲပါလေခုံခလုတ်တိုက်တာမဟုတ်ခုံကခြေထောက်ကိုလာပြီးခလုတ်တိုက်တာ Okay အဲ့တော့ဒီနေ့ညအတွက်ကတော့ဒါကျေးဇူးပဲလို့ပြောရမှာပေါ့နော်ဘာလို့ဆိုတော့ငါတို့ပထမဆုံးစတဲ့ podcast လည်းဖြစ်တယ်တခါမှလည်းအဲ့လိုမျိုးလုပ်တာလည်းမဟုတ်အခုမှစပြီးတော့လုပ်တာဆိုတော့ဒါ first time ပါ Okay break man တဒါ